ကျွန်တော်တို့ရဲ့နေမင်းကြီးကဘယ်တော့လောက်များပောက်ကွဲပြီးတော့ပျက်စီးသွားမလဲဆိုတာကိုပရိသတ်တို့စဉ်းစားတွေးဘူးကြမယ်ထင်ပါတယ်နေမင်းကြီးသာမရှိတော့ရင်ကျွန်တော်တို့ကဘာမြေပေါ်မှာတက်ရှိတွေဆိုတာလည်းရှိလာနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ဒီစက်ကြောလာကြီးထဲမှာတော့ဘယ်အရာကမှဒါဝရတည်မြဲနေနိုင်မှာမဟုတ်ဘူးဆိုတာအမှန်တရားပါဒီနေ့မှာတော့ကျွန်တော်တို့အားကိုးနေရတဲ့နေမင်းကြီးလည်းမိငိမ့်ပြီးတော့လုံးဝချုပ်ငိမ့်သွားရမယ်နေ့တစ်နေ့ရှိလာပါလိမ့်မယ်အဲ့ဒီကြောက်စရာကောင်းလာတဲ့နေ့ရက်ကြီးရောက်လာတဲ့အခါမှာတော့ကျွန်တော်တို့ကဘာကြီးရဲ့ကံကြမ္မာကဘယ်လိုဖြစ်သွားမလဲမင်္ဂလာပါဒီနေ့မှာတော့စိတ်ဝင်စားစရာကောင်းတဲ့အာဂါသအကြောင်းအရာတစ်ခုကိုအထူးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီအကြောင်းအရာကိုမပြောပြခင်မှာပရိသတ်တို့အနေနဲ့သမွန်း channel ကိုအခုပဲ subscribe လုပ်ပေးထားကြပါကျွန်တော်ရဲ့သမွန်း channel ကနေပြီးတော့အာဂါသနဲ့ပတ်သက်တဲ့ဘုသူတာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာဖြစ်ပါတယ်ကဲအခုပဲနေမင်းကြီးရဲ့ဘဝနီကုန်းအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ပါကျွန်တော်တို့နေထိုင်ရာ solar system ကြီးတစ်ခုလုံးကိုနေမင်းကြီးကအလင်းရောင်လေးပေးစွမ်းနေတာပါသိပ္ပံပညာရှင်တွေရဲ့တွက်ချက်မှုအရဆိုရင်နေမင်းကြီးဟာအခုဆိုရင်တက်တန်တဝက်လောက်ကိုရောက်ရှိနေပါပြီနေမင်းကြီးစတင်ဖြစ်ပေါ်လာခဲ့တာဟာလွန်ခဲ့တဲ့နှစ်ပေါင်း 4.6 ဘီလီယံလောက်ကဖြစ်ပါတယ်နောက်ထပ်နှစ်ပေါင်း9ဘီလီယံလောက်အကြာမှာတော့နေမင်းကြီးတက်တန်းကုန်ဆုံးသွားမှာပါအခုလက်ရှိအချိန်မှာတော့နေမင်းကြီးဟာအင်မတန်တည်ငြိမ်မှုရှိတဲ့ကျဲတစင်ဖြစ်နေပါသေးတယ်နေမင်းကြီးရဲ့အတွင်းပိုင်းဥတိုင်းမှာနျူကလ িয়ার ဖူရှင်တွေအဆက်မပြတ်ဖြစ်ပေါ်နေပါတယ်ဒီဖြစ်စဉ်ကြောင့်ပဲနေမင်းကြီးစီကနေပြီးတော့အလွန်ကြီးမားတဲ့စွမ်းအင်တွေနဲ့အလင်းရောင်တွေအမြဲတမ်းထွက်ပေါ်လာနေတာဖြစ်ပါတယ်နေမင်းကြီးစီကအကြီးမားတဲ့စွမ်းငင်အားနဲ့အတွင်းပိုင်းတွန်းကန်အားတွေကိုမျှတအောင်ထိန်းထားပါတယ်အတွင်းပိုင်းမှာရှိနေတဲ့ဟိုက်ဒရိုဂျင်တွေကိုလောင်ကျွမ်းပြီးတော့ဟီလီယမ်အဖြစ်ပြောင်းလဲပေးနေပါတယ်ဒီလိုလောင်ကျွမ်းမှုဖြစ်စဉ်တွေကနေပြီးတော့ကျွန်တော်တို့ကဘာမြေကြီးအတွက်လိုအပ်တဲ့အပူချိန်တွေကိုရရှိနေတာပဲဖြစ်ပါတယ်နေမင်းကြီးရဲ့အတွက်ထုဟာကျွန်တော်တို့ကဘာမြေထက်အစပေါင်း3,300,000ခန့်ပိုပြီးတော့ကြီးမားပါတယ်ဒါပေမဲ့လောင်စာဆိုတာကလည်းတစ်ချိန်ချိန်မှာတော့ကုန်ဆုံးသွားရမယ့်အရာတစ်ခုပဲဖြစ်ပါတယ်နေမင်းကြီးရဲ့ဥတိုင်းထဲမှာရှိနေတဲ့ဟိုက်ဒရိုဂျင်လောင်စာတွေကတဖြည်းဖြည်းနဲ့လျော့နေလာနေပါပြီသိပ္ပံပညာရှင်တွေကတော့နောက်ထပ်နှစ်ပေါင်း9ဘီလီယံကြာရင်လောင်စာကုန်မယ်လို့ဆိုပါတယ်လောင်စာတွေအားလုံးကုန်ဆုံးသွားတဲ့အခါမှာတော့နေမင်းကြီးရဲ့တည်ငြိမ်မှုဟန်ချက်ဟာပျက်စီးသွားတော့မှာဖြစ်ပါတယ်အဲ့ဒီအချိန်ရောက်ရင်တော့နေမင်းကြီးရဲ့အပြင်ဘက်အလွှာတွေဟာစတင်ပြီးတော့ကျေပြန့်လာတော့မှာဖြစ်ပါတယ်ဒီအဆင့်ကိုနက္ခတ္တဗေဒပညာရှင်တွေက Red Giant အဆင့်ဆိုပြီးတော့သတ်မှတ်ခေါ်ဝေါ်ကြပါတယ် Red Giant ဘဝကိုရှောင်သွားတဲ့အခါမှာတော့နေမင်းကြီးဟာမူလအရွယ်အစားထက်အစပေါင်းများစွာပိုပြီးတော့ကြီးထွားလာပါမယ်အဲလိုကြီးထွားလာတဲ့အခါမှာသူ့ရဲ့အပူချိန်ဟာလည်းအစမတန်မြင့်တက်လာအောင်မှာပဲဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့နေနဲ့အနီးဆုံးဖြစ်တဲ့ Mercury ဟာစတင်ပြီးတော့ဝါမျိုးခံရမှာပါအလွန်ပူပြင်းလာတဲ့နေမင်းကြီးရဲ့အရှင်ကြောင့် Mercury ဟာလုံးဝအရေးပြောပျက်စီးသွားမှာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ Venus ဂျိုဟာလည်းနေမင်းကြီးရဲ့ဆက်လက်ဝါမျိုးခြင်းကိုခံရဖို့တေချာနေပါတယ်ပရိသတ်တို့စိတ်ဝင်စားနေမဲ့ကျွန်တော်တို့ရဲ့ကဘာမြေကြီးရောဘလို့အခြေအနေမျိုးနဲ့ကြုံရနိုင်မလဲနေမင်းကြီးဟာအရွယ်စားကြီးလာတာနဲ့အမျှကဘာမြေပေါ်ကိုကြားရောက်တဲ့အပူချိန်ကလည်းပိုပြီးတော့ပြင်းထန်လာပါမယ်ပူပြင်းတဲ့အရှိန်ကြောင့်ကဘာဝင်ရိုးစွန်းဒေသတွေမှာရှိတဲ့ရေခဲတောင်တွေအကုန်လုံးအရေပျော်သွားပါမယ်ပင်လယ်သမုဒ္ဒရာရေတွေဟာလည်းအပူချိန်ကြောင့်စူပွက်လာပြီးတော့အငွေ့ပြန်ခန်းချောက်သွားကြတော့မှာဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးရောက်လာခဲ့ရင်ကဘာပေါ်မှာဘယ်သက်ရှိကမှဆက်လက်ရှင်သန်နိုင်တော့မှာမဟုတ်ဘူးဆိုတာသိကြပါတယ်လူသားတွေအနေနဲ့အဲ့ဒီအချိန်မှတိုင်ခင်အခြားဂျိုတစ်ခုစီပြောင်းရွှေ့နေထိုင်နိုင်ဖို့စူးစမ်းရပါလိမ့်မယ်တကယ်လို့နေပညာတွေမမီခဲ့ရင်တော့လူသားမျိုးနွယ်တစ်ခုလုံးမျိုးတုံပျောက်ကွယ်သွားရမယ့်အခြေအနေပါနေမင်းကြီးက Red Giant ဖြစ်လာတဲ့အခါမှာတော့ကဘာဂျိုလေပတ်ရလမ်းကြောင်းနဲ့အထိရောက်လာနိုင်ပါတယ်တချို့သိပ္ပံပညာရှင်တွေကတော့ကဘာကြီးဟာနေမင်းကြီးရဲ့ဝါမျိုးခြင်းကိုခံရမယ်လို့ခန့်မှန်းထားကြပါတယ်တချို့ကတော့နေရဲ့ drug ရော့ကျသွားတာကြောင့်ကဘာကလွမြောက်နိုင်မယ်လို့လည်းယူဆထားကြပါတယ်ဒါပေမဲ့လွမြောက်ခဲ့ရင်တော့မှကဘာမြေကြီးဟာမီးလောင်ထားတဲ့ကြောက်တုံးကြီးတစ်ထုံအဖြစ်သာကြန့်ရှိနေခဲ့မှာပါလေထုတွေလည်းမရှိတော့သလိုရေတွေလည်းမရှိတော့တဲ့ဂျိုပြက်ကြီးတစ်ခုအဖြစ်သာတည်ရှိနေနိုင်မှာပါဒီအဖြစ်ပြက်တွေအလုံးဖြစ်ဖြတ်ဖို့ကတော့နှစ်ပေါင်းဘီလီယံနဲ့ချီပြီးလိုပါသေးတယ်အခုလက်ရှိနေထိုင်နေကြတဲ့ကျွန်တော်တို့လူသားတွေအတွက်ကတော့စိုးရိမ်စရာလုံးဝမရှိသေးပါဘူးဒါပေမဲ့အနာဂတ်လူသားတွေအတွက်ကတော့ဒါဟာကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လာမှာပါ Mars ဂျိုလိုနေရာမျိုးကိုပြောင်းရွှေ့နေထိုင်ကြမလားဆိုတာစိတ်ဝင်စားစရာကောင်းလှပါတယ်ဒါမှမဟုတ်နေအဖွဲ့အစည်းပြင်ပကအခြားသော exoplanet တွေစီကိုများထွက်ခွာသွားကြမလားနေမင်းကြီးဟာ Red Giant အဆင့်မှာနှစ်ပေါင်းတန်ပေါင်းများစွာဆက်လက်တည်ရှိနေဦးမှာပါအဲ့ဒီအချိန်မှာနေမင်းကြီးရဲ့အယောင်ဟာအနေရောင်တောက်တောက်ကြီးအဖြစ်ပြောင်းလဲသွားမှာပါကောင်းကင်ယံကိုကြီးလိုက်ရင်တော့နေမင်းကြီးကိုအလွန်ကြီးမားတဲ့ဘလူးကြီးတစ်ကောင်လိုမြင်တွေ့ရပါလိမ့်မယ်အတွင်းပိုင်းဥတိုင်းမှာတော့ဟီလီယမ်တွေစုဝေးပြီးတော့ကာဗွန်အဖြစ်ပြောင်းလဲနေပါမယ်ဒီအဆင့်မှာတော့နေမင်းကြီးဟာမတည်ငြိမ်မှုတွေအများကြီးဖြစ်ပေါ်ပြီးပြင်းထန်တဲ့ပေါက်ကွဲမှုတွေဖြစ်လာနိုင်ပါတယ်နောက်ဆုံးမှာတော့နေမင်းကြီးဟာသူ့ရဲ့အပြင်ဘက်အလွှာတွေကိုအာကာသတွေကိုမှုတ်ထုတ်ပစ်လိုက်မှာပါဒီဖြစ်စဉ်ဟာစကြဝဠာထဲမှာအလွန်လှပတဲ့ planetary nebula ဖြစ်လာပါမယ်ရောင်စုံတန်းဝိတိမ်တိုက်ကြီးတွေအဖြစ်နေမင်းကြီးရဲ့အကျွမ်းကြံတွေဟာအာကာသတွေကိုလွင့်ပြန်သွားမှာပါဒီအဆင့်ကိုရောက်သွားရင်တော့ကျွန်တော်တို့မြင်မှုနေကြနေမင်းကြီးဆိုတာရှိတော့မှာမဟုတ်ပါဘူးတောက်ပတဲ့တန်းဝိတိမ်တိုက်ကြီးတွေအလယ်မှာတင်းငယ်တဲ့ဥတိုင်းလေးတစ်ခုအဖြစ်သာကြံရစ်နေတော့မှာဖြစ်ပါတယ်
အဲ့ဒီကြံရင်ခဲ့တဲ့ဥတိုင်းလေးကိုတော့ white dwarf လို့ခေါ်ဆိုကြတာဖြစ်ပါတယ် white dwarf ဆိုတာဟာအရွယ်စားအဖြစ်ကဘာလောက်သာရှိတော့တဲ့ကျေသေးတစ်စင်းပါဒါပေမဲ့သူ့ရဲ့တိတ်သီးစားကတော့မယုံနိုင်လောက်အောင်အလုံးပဲများပြားနေမှာပါလက်ဖက်ရည်ပကံလုံးတစ်လုံးစာသာရှိတဲ့ white dwarf အပိုင်းစာဟာတန်ချိန်များစွာလေးပါလိမ့်မယ်ဒီအချိန်မှာနေမင်းကြီးဒါမှမဟုတ် white dwarf လေးဟာအလင်းအောင်မိမ့်မိန်လေးသာပေးစွမ်းနိုင်တော့မှာပါအရင်တော့ကလိုအပူချိန်နဲ့အများကြီးထုတ်လုပ်ပေးနိုင်စွမ်းလဲသူ့မှာရှိတော့မှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ solar system ကြီးဟာလည်းအေးဆက်ပြီးတော့မှောင်မိုက်တဲ့နေရာကြီးဖြစ်သွားမှာပါအဝေးကဂျိုကြီးတွေဖြစ်တဲ့ Jupiter နဲ့ Saturn တို့ကလည်းကြန့်ရှိနေနိုင်ပါတယ်ဒါပေမဲ့သူတို့လည်းနေမင်းကြီးရဲ့ဆွဲငင်အားရောနေသွားတာကြောင့်လမ်းကြောင်းလေးပြောင်းလဲသွားနိုင်ပါတယ် white dwarf အဖြစ်နှစ်ပေါင်းဘီလီယံများစွာဆက်လက်တည်ရှိနေအောင်ပါအချိန်ကြီးအကြာကြီးကုန်ဆုံးသွားတဲ့အခါမှာတော့ white dwarf လေးဟာအပူချိန်လေးတဖြည်းဖြည်းကုန်ဆုံးသွားပါမယ်နောက်ဆုံးမှာတော့အလင်းအောင်လုံးဝမထွက်တော့တဲ့ black dwarf အဖြစ်ပြောင်းလဲသွားမှာပါBlack dwarf ဆိုတာတော့စက်ကြောလာတွေကမမြင်နိုင်တော့တဲ့အေးဆက်တဲ့အရာဝတ္ထုတစ်ခုပါသိပ္ပံပညာရှင်တွေအဆိုအရလက်ရှိစက်ကြောလာတွေမှာ Black dwarf တွေမရှိသေးပါဘူး။ဘာကြောင့်လဲဆိုတော့ white dwarf ကနေပြီးတော့ Black dwarf ဖြစ်ဖို့အချိန်ကြီးအများကြီးယူရလို့ပါစက်ကြောလာကြီးရဲ့တက်တန်ဟာ Black dwarf တစ်စင်ဖြစ်ပေါ်ဖို့လုံလောက်မှုမရှိသေးပါဘူး။ဒါကြောင့်ကျွန်တော်တို့ရဲ့နေမင်းကြီးဟာအနာဂတ်မှာပထမအဦးဆုံးဖြစ်လာမယ် Black dwarf ဖြစ်လာနိုင်ပါတယ်။စဉ်းစားကြည့်လိုက်ရင်အလွန်ဝမ်းနည်းစရာကောင်းတယ်လို့စမ်းကြတဲ့သဘာဝဖြစ်စဉ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။တစ်ချိန်ကအလွန်တောက်ပခဲ့တဲ့နေမင်းကြီးဟာနောက်ဆုံးမှာတော့အမောင်တုတဲ့တိတ်ဆိတ်စွာပျောက်ကွယ်သွားမှာပါဒါဟာကျေတစင်းရဲ့မွေးဖွားခြင်းနဲ့တည်ဆုံခြင်းဆိုတဲ့တန်တရားဆက်ဝင်ကြီးတစ်ခုပါပဲနေမင်းကြီးပြည့်စည်သွားတဲ့အခါမှာတော့ထွက်ပေါ်လာတဲ့ဓာတ်ငွေ့တွေကနေပြီးတော့ကျေတစ်တွေပြန်လည်မွေးဖွားလာနိုင်ပါတယ်ကျွန်တော်တို့လူသားတွေရဲ့ခန္ဓာကိုယ်ရဲ့ dressing တွေကလည်းကျေတွေပေါက်ကွယ်ရအောင်ပြီးတော့ရှောက်လာတာဖြစ်ပါတယ်ဒါကြောင့်နဂရဗေဒပညာရှင်ကြီးဖြစ်တဲ့ခါးစာကန်ပြောသလိုပဲကျွန်တော်တို့ဟာကျင်မုံတွေနဲ့လှုပ်ထားတာပါနေမင်းကြီးရဲ့တည်ဆုံခြင်းဟာဏီကုံတစ်ခုဖြစ်တယ်လို့အစာပြုခြင်းတစ်ခုလည်းဖြစ်လာနိုင်ပါတယ်နေမင်းကြီးကနေပြီးတော့မှုတ်ထုတ်လိုက်တဲ့ nebula တိမ်တိုက်ရည်ထဲမှာကျေအသစ်လေးတွေတောက်ပလာနိုင်ပါတယ်အဲ့ဒီကျေသစ်တွေရဲ့ဘေးနားမှာလည်းကဘာလိုဂျိုအသစ်တွေထပ်မံဖြစ်ပေါ်လာနိုင်ပါသေးတယ်စက်ကြောလာကြီးကတော့သူ့ရဲ့လုပ်ငန်းစဉ်အတိုင်းမရမနာဆက်လက်လဲပတ်နေအောင်မှသိကြပါတယ်ကျွန်တော်တို့လူသားတွေအနေနဲ့ကတော့ဒီစက်ကြောလာကြီးတွေမှာခဏတာဧည့်သည်တွေတက်တက်တာဖြစ်ကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဉာဏ်ပညာနဲ့စူးစမ်းရှာဖွေမှုတွေကတော့အကန့်အသတ်မရှိပါဘူးနှစ်ပေါင်းဘီလီယံများစွာဝေးကွာတဲ့အနာဂတ်ကိုတော့ကျွန်တော်တို့ကြိုတင်တွက်ချက်နိုင်ခဲ့ကြပါတယ်နေမင်းကြီးရဲ့အဆုံးသက်ကိုသိရှိတာကျွန်တော်တို့ကိုပို့ပြီးတော့တန်ဖိုးထားတတ်အောင်သင်ပေးရလဲရှောက်ပါတယ်ကျွန်တော်တို့မိခိုနေထားရကဘာမြေလေးကိုမျက်နှိုးတန်ဖိုးထားဖို့သတိပေးနေသလိုပါပဲအခြားသောကျဲကြီးတွေကတော့နေမင်းကြီးထပ်ပို့ပြီးတော့ကျန်တဲ့အဆုံးသက်မျိုးနဲ့ပြီးဆုံးသွားတတ်ကြပါတယ်ဒွတ်ထုကြီးမားတဲ့ကျဲတွေဆိုရင် supernova အဖြစ်ပေါက်ကွဲပျက်စီးသွားတတ်ကြပါတယ်အဲဒီလိုပေါက်ကွဲသွားရင်တော့ black hole ကြီးတွေအဖြစ်ပြောင်းလဲသွားတတ်ကြပါတယ်ကံကောင်းတာကတော့ကျွန်တော်တို့နေမင်းကြီးဟာ black hole ဖြစ်လာအောင်ဒွတ်ထုမကြီးမားပါဘူးဒါကြောင့်ကျွန်တော်တို့နေအဖွဲ့စီဟာတွင်းနဲ့ထဲဆုပ်ယူခံရမယ့်ဘေးကနေပြီးတော့ကင်းဝေးနေတာပါအေးစေးတည်ငြိမ်စွာနဲ့ပဲ white dwarf လေးအဖြစ်ဆက်သိမ်းသွားမှာပါပရိသတ်တို့ရောဒီအကြောင်းအရာကိုကြားရတဲ့အခါမှာဘယ်လိုမျိုးစိတ်ခံစားချက်တွေဖြစ်ပေါ်မိပါသလဲကြောင်ရုံးစိတ်တွေဖြစ်မိသလားဒါမှမဟုတ်သဘာဝရဲ့အမခံဖြစ်စဉ်ကိုသဘောကျမိသလားကျွန်တော်ကတော့စက်ကြောလာရဲ့အကြီးကျယ်ခန္ဓာမှုရှိမှလူသားတွေတင်းငယ်ပုံကိုတွေးမိပါတယ်ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာတွေကစက်ကြောလာအတိုင်းအတာနဲ့ဆိုရင်ဘာမှမဟုတ်သေးပါဘူးနေမင်းကြီးကတော့တနေ့မှာပြက်စီရအောင်မယ်ဆိုရင်ကျွန်တော်တို့ဘဝတွေဟာခဏတာလျှက်စီလက်တလို့ပါပဲဒါကြောင့်ရှိနေတဲ့ခဏတာအချိန်လေးမှာအကောင်းဆုံးရှင်သန်နေထိုင်သွားဖို့အရေးကြီးလှပါတယ်နဂရဗေဒပညာရပ်ကိုလေ့လာခြင်းကကျွန်တော်တို့ကိုအတွေ့အခေါ်အသစ်တွေအများကြီးပေးစွမ်းနိုင်ပါတယ်အခုပြောပြခဲ့တဲ့အကြောင်းအရာတွေဟာသိပ္ပံပညာရှင်တွေရဲ့တွက်ချက်ယူဆချက်တွေအပေါ်မှာအခြေခံထားတာပါအနာဂတ်မှာနည်းပညာတွေတိုးတက်လာရင်တော့ဒီထက်ပိုပြီးတော့တိကျတဲ့အချက်လက်တွေသိလာရနိုင်ပါတယ်လူသားတွေအနေနဲ့နေမင်းကြီးရဲ့တက်တက်မကုန်ခင်အခြားကျေစုတွေစီခရီးဆက်နိုင်မလား Interstellar ခီးသွားနည်းပညာတွေပေါ်ပေါက်လာဖို့အတွက်သိပ္ပံပညာရှင်တွေစူးစမ်းနေကြပါတယ်တကယ်လို့သာအလင်းအလျင်ထက်မြန်တဲ့ယင်တွေတီထွင်နိုင်ရင်လူသားမျိုးနွယ်တွေတက်တန်းရှည်ကြပါလိမ့်မယ်ဒါမှမဟုတ်ကဘာကြီးကိုရွှေ့ပြောင်းနိုင်မဲ့အေယာမအာဂါသအင်ဂျင်ကြီးတွေတီးဆောက်နိုင်ကြမလားသိပ္ပံစိတ်ကူးရင်ဇလန်းတွေတဲ့လိုမျိုးဂျိုလုံးချင်းရွှေ့ပြောင်းနိုင်တဲ့စီမံကိန်းတွေဖြစ်လာနိုင်ပါမလားလက်ရှိအချိန်မှာတော့ဒါတွေဟာစိတ်ကူးရင်အစ်စ်မှာပဲရှိနေသေးတဲ့အရာတွေဖြစ်နေပါသေးတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တရာကလူတွေလည်းလာကဘာကိုရောက်မယ်လို့မထင်ခဲ့ကြပါဘူးဒါကြောင့်နောက်ထပ်နှစ်ပေါင်းတန်းချီကြာတဲ့အခါမှာဘာတွေဖြစ်လာမလဲဘယ်သူမှမပြောနိုင်ပါဘူးတေချာတာတစ်ခုကတော့နေမင်းကြီးဟာမီးစာကုန်းလို့မြင်ရင်သွားရမယ်နေ့ရှိတယ်ဆိုတာပါအဲ့ဒီနေ့မရောက်ခင်စက်ကြမှာကျွန်တော်တို့လူသားတွေအနေနဲ့အများကြီးစူးစမ်းရပါဦးမယ်ဆိုတော့အာကာသနဲ့စက်ကြဝဠာကြောင့်လေးလာရတာပရိသတ်တို့အတွက်ပျော်စရာကောင်းမယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့The Moon Channelအနေနဲ့ဒီလိုဗီဒီယိုတွေအများကြီးဖန်တီးထားပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာလည်းဘယ်လိုအကြောင်းအရာတွေပါမလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါဦးပရိသတ်တို့အနေနဲ့အာကာသဆိုင်ရာမေးခွန်းတွေကိုလည်း comment မှာရေးပေးသွားနိုင်ပါတယ်ကျွန်တော်အနေနဲ့ပရိသတ်တို့ရဲ့အမှတ်ချက်တွေကိုဖတ်ရှုပြီးတော့ပြန်လည်ဆွေးနွေးပေးသွားမှာပါဒီဗီဒီယိုလေးကပရိသတ်တို့အတွက်ဘ ഹു တုတတစ်ခုခုရရှိစေခဲ့မယ်ဆိုရင်ကျေနပ်မိပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like share subscribe နှိပ်ပေးထားကြဖို့မမေ့ပါနဲ့ဆိုတော့နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်ဆုံကြတာပေါ့